ဒီဇလန်ကတော့လွှမ်းမိုးမှုကဆိုတဲ့တင်မောကြီးရဲ့ခရီးတစ်ထောက်ရဲ့အကြောင်းပါအစပိုင်းမှာပင်လယ်ပြင်ဟာကြည်လင်လာပေမဲ့ဒုတိယဆိုသလိုမိုးတိမ်တွေစုဝေးလာပြီးလေပြင်းတွေရဲ့တိုက်ခတ်မှုကိုခံစားလာရပါတယ်တင်မောသားတွေရဲ့မျက်နှာတွေမှာစိုးရိမ်ပူပန်မှုတွေနဲ့ဒါပေမဲ့တင်မောကြီးကတော့ဆက်လက်ရပ်တည်နေသေးပါလိုင်းလုံးကြီးတွေရဲ့ရိုက်ခတ်မှုကြားမှာလွှမ်းမိုးမှုတင်မောကြီးဟာမယိုင်မလဲဆက်ချွေးတက်နေပါတယ်အခက်ခဲတိုင်းကိုတင်မောသားတွေဟာစုပေါင်းတွန်းလှန်နေကြပါတယ်တယောက်တည်းရဲ့အားနည်းချက်ဟာအားလုံးရဲ့အားနည်းချက်ဖြစ်နိုင်ပေမဲ့တယောက်တည်းရဲ့စွမ်းအားဟာလည်းအားလုံးရဲ့အားဖြစ်နေပါတယ်နောက်ဆုံးမှာတော့မိုးကုတ်ဆက်ဝိုင်းထဲကနေရောင်ခြည်လေးတစ်စထွက်ပေါ်လာပါတယ်တင်မောကြီးဟာမုန်တိုင်းကိုအောင်မြင်စွာဖျက်ကျော်လိုက်နိုင်ပါပြီးပင်လယ်ပြင်ကြီးကလည်းတဖြည်းဖြည်းငြိမ်သက်လာပါတယ်ဒီခရီးတစ်ထောက်မှာလွှမ်းမိုးမှုတင်မောကြီးဟာအခက်ခဲတွေကိုကျော်လွှားနိုင်ခဲ့တယ်လို့တင်မောသားတွေရဲ့စွန့်စားမှုစီလုံးမှုတွေကြောင့်ပုံမအားကြီးလာပါတယ်ဘဝဆိုတာပင်လယ်ပြင်ကြီးနဲ့တူပါတယ်လိုင်းလုံးတွေကြားမှာတော့ဆက်လက်ရွက်သွားနိုင်ဖို့ပဲအရေးကြီးပါတယ်